အလီဘာဘာနှင့်ခိုးသား40ဟိုရှိတုန်းကအရှိတိုင်းကဝေးလံတဲ့အရက်တစ်ခုမှာအလီဘာဘာလို့အမည်ရတဲ့စင်းရဲသားထင်းခုတ်သမားတစ်ယောက်ရှိခဲ့တယ်။သူဟာဇနီးဖြစ်သူနဲ့အတူသေးငယ်တဲ့အိမ်လေးထဲမှာရိုးရိုးကုတ်ကုတ်နေထိုင်ပြီးတောထဲကရတဲ့ထင်းတွေကိုမြို့ထဲမှာသွားရောက်ပြီးအသက်မွေးရရှာတယ်။မနက်တိုင်းအလီဘာဘာဟာစောစောထသူ့ရဲ့မီးလေးကိုခေါ်ပြီးတောထဲကိုထင်းခုတ်ထွက်လေရှိတယ်။တနေ့မှာတော့ထင်းခုတ်နေရင်းနဲ့အဝေးကနေမြင်းစီးသမားတစုဒုံဆိုင်နေလာတာကိုမြင်လိုက်ရတယ်။သူတို့ဟာလက်နက်တွေကင်ဆောင်ထားပြီးမျက်နှာထားတွေကလည်းအတော်ကိုခက်ထန်ကြမ်းတမ်းကြတယ်။အလီဘာဘာကဒါဟာဓာပြတွေပဲဖြစ်ရမယ်လို့တွေးပြီးကြောက်ကြောက်လန့်လန့်နဲ့သူ့မီးလေးကိုခြုံပုတ်ထဲမှာဝက်သူကိုယ်တိုင်ကတော့အနားကတစ်ပင်တပင်ပေါ်တက်ပုန်းနေလိုက်တာပေါ့။ဓာပြတွေဟာအလီဘာဘာပုန်းနေတဲ့တစ်ပင်အောက်တက်မှာရက်လိုက်ကြတယ်။တစ်ပင်ပေါ်ကနေငုံကြည့်ရင်ရေတွက်ကြည့်လိုက်တော့ဓာပြပေါင်းအယောက်40တိတိရှိတာကိုတွေးလိုက်ရတယ်။သူတို့ဟာမြင်းပေါ်ကဆင်းပြီးလေးလံတဲ့အိတ်ကြီးတွေကိုစီထမ်းလာကြတယ်။သူတို့ထဲမှာခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူတစ်ယောက်ကတော့ရှေ့ဆုံးကနေအမိန့်တွေပေးနေတယ်။အဲ့ဒီလူဟာကြောက်ဆောင်ကြီးတစ်ခုရှေ့မှာရက်ပြီးနှမ်းစီလေပွင့်ဆန်းလိုကျဲလောင်စွာအော်ပြောလိုက်တဲ့အခါထူးဆန်းစွာပဲကြောက်ဆောင်ကြီးကတကားတစ်ခုလိုပွင့်သွားပါလေရောကြောက်ဆောင်နောက်မှာတော့မှောင်မဲနေတဲ့ဂူကြီးတစ်ခုရှိနေတယ်။ဓာပြတွေဟာသူတို့ထမ်းလာတဲ့အိတ်ကြီးတွေနဲ့ဂူထဲကိုတယောက်ပြီးတယောက်ဝင်သွားကြတယ်။အားလုံးဝင်သွားပြီးတဲ့နောက်မှာတော့ကြောက်ဆောင်ကြီးကအလိုလိုပြန်ပိတ်သွားခဲ့တယ်။အလီဘာဘာဟာသူမြင်လိုက်ရတာကိုမယုံနိုင်အောင်ဖြစ်နေပြီးတစ်ပင်ပေါ်မှာပဲငြိမ်ပြီးစောင့်နေလိုက်တယ်။မကြာခင်မှာပဲဂူတကားပြန်ပွင့်လာပြီးတပြလေးဆဲဟာအိတ်လို့ကြီးတွေနဲ့ပြန်ထွက်လာကြတယ်။ပြီးတော့ခေါင်းဆောင်ဖြစ်သူကနှမ်းစီလေပိတ်ဆန်းလို့អော်လိုက်တဲ့အခါကြောက်ဆောင်ကြီးကပြန်ပိတ်သွားပြီးသူတို့လည်းမြင်းစည်းကထွက်ခွာသွားကြတော့တယ်။အလီဘာဘာလည်းတစ်ပင်ပေါ်ကဆင်းပြီးကြောက်ဆောင်ကြီးရှေ့ကိုသွားလိုက်တယ်ပြီးတော့သူကြားခဲ့တဲ့ဂါထာအတိုင်းနှမ်းစီလေပွင့်ဆန်းလို့ပြောလိုက်တဲ့အခါဂူတကားကြီးပွင့်သွားတယ်။အလီဘာဘာဂူထဲကိုဝင်ကြည့်လိုက်တော့အံ့ဩလွန်းလို့မှင်သက်သွားရတယ်။ဂူထဲမှာရွှေတွေငွေတွေရတနာတွေနဲ့ပိုးဖက်ကလာတွေပြည့်နေနေတာပဲ။သူဟာရွှေတင်ကအိတ်သုံးအိတ်ကိုယူပြီးအပြင်ထွက်ကဂါထာရွတ်ပြီးတကားပြန်ပိတ်ခဲ့တယ်ပြီးတော့အိမ်ကိုအမြန်ပြန်လာခဲ့တာပေါ့။အိမ်ရောက်တဲ့အခါအလီဘာဘာကဇနီးဖြစ်သူကိုအဖြစ်ပြက်တွေပြောပြပြီးရွှေတွေကိုထုတ်ပြလိုက်တယ်။ဇနီးဖြစ်သူကဝမ်းသာအားရနဲ့ရွှေတွေကိုရေတွက်ချင်တာကြောင့်အလီဘာဘာရဲ့အကိုကာစင်ရဲ့အိမ်ကိုသွားပြီးအလေးတင်းတောင်းချင်ခွက်သွားငှားတယ်။အကိုဖြစ်သူကာစင်ဟာအယမ်းကိုလောဘကြီးတဲ့ဂုံတဲ့တယောက်ပါသူကအလီဘာဘာတို့လိုစင်ရဲသားတွေဘာကိုချင်မှလဲဆိုတာသိချင်တာကြောင့်ချင်ခွက်အောက်ခြေမှာပြားရည်လေးအသာကတ်ထားလိုက်တယ်။အလီဘာဘာတို့ရွှေတွေချင်ပြီးလို့ချင်ခွက်ပြန်ပေးတဲ့အခါချင်ခွက်အောက်မှာရွှေတင်းကတပြားကပ်ပါလာတာကိုကာစင်မြင်သွားတော့တာပေါ့။မနက်ခင်းမှာကာစင်ဟာအလီဘာဘာအိမ်ကိုရောက်လာပြီးချင်းချောက်မေးမြန်းတာကြောင့်အလီဘာဘာလည်းအမှန်တိုင်းပြောပြလိုက်ရတယ်။လောဘကြီးတဲ့ကာစင်ဟာနောက်နေ့မှာမြီးတွေနဲ့ဂူထဲကိုတယောက်တည်းသွားခဲ့တယ်။သူဂူထဲဝင်လို့ယတနာတွေယူပြီးတဲ့အခါမှာတော့လောဘဇောတက်ပြီးထွက်ရမယ့်ဂါထာကိုမေ့သွားပါလေရောဂျုံစစ်ပွင့်ဆန်းမူရောစစ်ပွင့်ဆန်းလို့ရှောက်អော်ပေမဲ့တကားကမပွင့်တော့ဘူး။အဲ့ဒီအချိန်မှာဓာပြတွေပြန်ရောက်လာပြီးကာစင်ကိုမိသွားကအဆုံးစီရင်လိုက်ကြတယ်။ညနေထိကာစင်ပြန်မလာလို့အလီဘာဘာကဂူကိုသွားကြည့်တဲ့အခါသူ့အကိုအသက်ခံရတာကိုတွေ့သွားတယ်။အလီဘာဘာဟာကာစင်ရဲ့ရုပ်အလောင်းကိုအိမ်ပြန်တယ်လာပြီးကာစင်ရဲ့ဇနီးနဲ့အတူဒီလိုဝက်ချက်ကိုဘယ်သူမှမပြောဘဲထိမ့်သိမ်းထားလိုက်ကြတယ်။နောက်ပိုင်းမှာအလီဘာဘာတို့မိသားစုဟာကာစင်ရဲ့အိမ်ကိုပြောင်းရွှေ့နေထိုင်ပြီးချမ်းသာကြွယ်ဝလာခဲ့တယ်။ဒါပေမဲ့သူတို့ဟာဘယ်တော့မှမောက်မာခြင်းမရှိဘဲဆင်းရဲသားတွေကိုအမြဲကူညီလေးရှိတယ်။ဒီအတောအတွင်းမှာဓာပြတွေကသူတို့ဘန္နာတွေယော်နေနေတာကိုသတိထားမိပြီးစုံစမ်းဖို့လူလွတ်လိုက်တယ်။ဓာပြသူရှိုကအလီဘာဘာကိုခြေရာခံမိပြီးအလီဘာဘာရဲ့အိမ်တကားမှာအမှတ်အသားတစ်ခုလှုပ်ထားခဲ့တယ်။ဒါကိုအလီဘာဘာရဲ့ဇနီးကမြင်သွားပြီးပါနတ်စွာနဲ့လမ်းထဲကအိမ်တကားအားလုံးမှာတူညီတဲ့အမှတ်အသားတွေလိုက်လှုပ်လိုက်တယ်။ဓာပြတွေရောက်လာတဲ့အခါအိမ်မပြီးပြန်ဆုတ်သွားရပြန်တယ်။နောက်ဆုံးမှာတော့ဓာပြခေါင်းဆောင်ကစီကုံတဲ့ရောင်ဆောင်ပြီးအိုးလုံး40နဲ့အလီဘာဘာအိမ်ကိုရောက်လာတဲ့အိုးတစ်လုံးထဲမှာပဲစီထည့်ထားပြီးကြံတဲ့အိုး39လုံးထဲမှာတော့ဓာပြတွေပုံနေကြတာပါဒါပေမဲ့အလီဘာဘာရဲ့ပါနတ်တဲ့ဇနီးကရိပ်မိသွားပြီးစီပူတွေနဲ့အိုးထဲကိုလောင်းထက်ကဓာပြတွေကိုနှိမ်နင်းလိုက်တယ်ဓာပြခေါင်းဆောင်ဟာသူ့လူတွေတေကုန်တာကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးသွားခဲ့ကအဲ့ဒီမြို့ကိုဘယ်တော့မှပြန်မလာတော့ပါဘူးအဲ့ဒီအချိန်ကစပြီးအလီဘာဘာနဲ့သူ့မိသားစုဟာရရှိလာတဲ့ချမ်းသာကြွယ်ဝမှုတွေကိုကောင်းမှုကုသိုလ်တွေမှာအသုံးပြုရင်းပျော်ရွှင်စွာနဲ့ထာဝရနေထိုင်သွားကြပါတော့တဲ့